မင်္ဂလာပါကံလမတ်တိုက်အရှုံးမပေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောမှာဖြစ်ပါတယ်ပဝန်းကျင်ကိုနဲ့ပတ်သက်ကြောင်းလောကထဲမှာနေတဲ့အခါကျတော့အဆင်ပြေတယ်ဆိုတာတော့အမြဲကြုံရမှာမဟုတ်ဘူးကိုမိသားစုအချင်းချင်းတောင်သဘောထားချင်းတိုက်ဆိုင်တယ်ဆိုတာအမြဲဖြစ်နေတာမဟုတ်တော့အဆင်မပြေမှုဆိုတာတခုမဟုတ်တခုတော့တွေ့နေမှာပဲနောက်ကိုနဲ့ပတ်သက်ရတဲ့သူတွေထဲမှာကိုဆရာသမားရှိမယ်ကိုမိဘရှိမယ်ကိုလေးစားရတဲ့သူရှိမယ်ကိုအလုပ်ထဲကကိုထက်အရာရောက်တဲ့သူကိုကကြည့်ရတဲ့သူပေါ့သူမျက်နှာကြည့်နေရတာအဲ့လိုအခါမျိုးမှာအထက်လူကြီးတွေရဲ့ဆုံးမမှုလည်းရှိခြင်းရှိမယ်ပြီးနေမှုလည်းရှိခြင်းရှိမယ်နောက်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့ခံယူချက်တွေကိုပြပင်တားမြစ်တာတွေလည်းလောက်ကောင်းလုပ်မယ်ကောင်းတာအကြံပေးတယ်ဆိုလို့ရှိရင်လက်ခံရမယ်ကလမ်းမတိုက်ရအောင်ကလမ်းတိုက်တဲ့မျက်နှာကလမ်းတိုက်တဲ့စကားတချို့ကလွယ်လွယ်လေးပြောတတ်တယ်အဲ့တော့အဲ့လွယ်လွယ်လေးပြောတတ်တဲ့လူစားမျိုးကသူကနည်းနည်းလေးမှမခံတဲ့သူမျိုးပေါ့စကားနည်းနည်းဆုံးမလိုက်တဲ့စကားကိုတော့မှပြန်ပြီးတော့မကျေနပ်တဲ့မျက်လုံးနဲ့ပြန်ကြည့်တာတော့နောက်ပတ်ခနဲ့စကားကိုလွယ်လွယ်ပြန်ပြောလိုက်တာတော့ကလန်တိုက်တယ်လို့ခေါ်တယ်အဲ့လိုမျိုးကလန်တိုက်စัจ jabbat ပြန်လုပ်တော့အကျိုးမရှိဘူးလူမုန်းသွားတယ်အဲ့မုန်းသွားတာကိုကသူကမုန်းတာသူကစမုန်းလိုက်တာမဟုတ်ဘူးကိုကတကယ်မုန်းစရာကောင်းနေတာကိုယ့်ရဲ့အပြောကိုယ့်ရဲ့အနေကိုယ့်ရဲ့အလုပ်ဘယ်နည်းနည်းလေးမှငုံခံတယ်ဆိုတာမှမရှိတာဟုတ်တဘာဝတရားအမှန်တရားတစ်ခုကဆရာဆိုရင်လေသူဆုံးမလိုက်တဲ့အချိန်မှာနားထောင်လွယ်တယ်ယဉ်ကျေးတယ်ဆိုတဲ့တပည့်မျိုးပဲချစ်တာအနန္တခံတဲ့သူကိုပဲချစ်မှာပေါ့ကိုအထက်ကနေနေနေတဲ့သူတွေဥစ္စာကိုအောက်ကလူကိုပြန်ပြီးတော့ချော့နေရမယ်ပုံစံမျိုးတော့ဘယ်သူမှမနေတာအမှန်ပဲမိဘလည်းဒီအတိုင်းပဲဆရာသမားလည်းဒီအတိုင်းပဲအလုပ်ရှင်လည်းဒီအတိုင်းပဲပေါ့ကိုအထက်ကရှိတဲ့သူဆိုတာ तू ကငကိုတဲ့ကိုကအထက်မှာနေနေတယ်ဆိုတာကိုကနားလဲရမှာသူတို့ပြောတာမခံနိုင်ဘူးဆိုလို့ရှိရင်မလုံနဲ့တော့ပေါ့အတူမနေတော့တော့နေပေါ့ဒါပဲရှိတယ်ကိုဘာသာကိုရက်တည်နိုင်ကိုဆရာလုံးနိုင်လို့ဒါပေမဲ့လောကကြီးထဲမှာကအချင်းချင်းယိုသေးမှုဆိုတဲ့တရားနဲ့သွားနေကြရတာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြတဲ့သူတွေဟာကလမ်းမတိုက်ဘူးအစဉ်ပြေပြေလေးပဲနေပေးတယ်ဒါပေမဲ့ကိုဖြစ်ချင်တဲ့အရာကိုလည်းအကောင့်ထဲပေါ်သွားတယ်ပညာရှိသောနည်းဖြင့်ပါဏတ်သောနည်းဖြင့်အကောင့်ထဲပေါ်သွားတယ်စัจ jabbat လုပ်လို့ဘာလက်လာမှလည်းတိုးမလာဘူးဘာဂုံသိက္ခာမှလည်းတက်မလာဘူးစัจ jabbat လုပ်တဲ့သူတွေအကုန်လုံးကြာရှုံးတာပဲလူမုန်းသွားတယ်အထက်လူကြီးမုန်းတယ်အမိဘမုန်းတယ်ဆရာကမုန်းတယ်ဆိုရင်ဘာအခွင့်အရေးမှမရှိတော့ဘူးအခွင့်အရေးတွေအကုန်ပိတ်သွားတာပဲတကယ်ရင်းနေဆက်ဆံတဲ့နေရာမှာလည်းဒီအတိုင်းပဲတစ်ဖက်သူမုန်းအောင်တခါတလေကြာရင်တစ်ဖက်သူကမုန်းလို့ပေါ့စိတ်ညစ်တယ်ဆိုတဲ့အရာမျိုးတွေပြောပေမဲ့ကိုကလည်းမုန်းအောင်မျက်နှာထားမုန်းစေတဲ့စကားလုံးဒါမျိုးတွေလုပ်နေတာတွေလည်းကိုကိုလည်းဆင်ခြင်တဲ့တယ်အဲ့တော့ဘုန်းကြီးတို့ဆိုဒီလိုမျိုးနေရတာပဲကိုယ်နဲ့ပြဿနာမဖြစ်အောင်ပြဿနာလုပ်တဲ့သူကိုတောင်မှကိုကစပြီးလှုပ်လိုက်တဲ့ပြဿနာမဖြစ်အောင်တတိနဲ့နေရတာအဲ့တတိနဲ့နေပါမှကိုကနေပြီးတော့ကလန့်တိုက်လိုက်တဲ့ပုံစံမျိုးသူ့အခွင့်အရေးသူ့အချိန်ဒါတွေကိုအနောက်ရှက်ပေးလိုက်တဲ့ပုံစံမျိုးမလုပ်ဘူးလေအဲ့လိုမျိုးနေတဲ့အခါကျတော့ကိုလှုပ်ချင်တာလည်းလှုပ်လို့ရတယ်နောက်လူမုံမရှိတဲ့အနေအထားမျိုးနဲ့နေလို့ရတယ်အဲ့လိုမျိုးဖြစ်ဖို့ဆိုတာကိုယ့်ဘက်မှာအများကြီးမူတည်တယ်လို့ပြောချင်တယ်ဒါကြောင့်အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်သို့မဟုတ်အစဉ်ပြေစွာရက်တည်ခြင်းနဲ့ဆိုလို့ရှိရင်လောကနဲ့ဆန့်ကျင်ဘက်တွေမလုပ်ပါနဲ့ပြီးတော့ကိုယ်ရည်ရွယ်ချက်ကိုတော့ကိုယ်စိတ်ထဲမှာလည်းကိုထားပြီးတော့တနေ့တလန်ပကံပဲရွေ့မလဲအဆက်မပြတ်ကြိုးစားသွားပြီးတော့ရောက်အောင်လှမ်းသွားတိတ်ဆိတ်စွာနဲ့ကိုယ်ရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်သွားတာအဲ့ဒါမှကိုလုပ်တဲ့အလုပ်တွေအောင်မြင်တာတော့ကဘာသူကဘာသားအပေါင်းလောကနဲ့အစဉ်ပြေအောင်နေထိုင်နိုင်ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးပါရစေချမ်းသာကြပါစေ